တိတ်တထမင်းသားသည်ဘောဓိပင်ခြေ၌တရင်သုံးကတပညုတညံတော်ကိုမရမချင်းဤနေရာမှမထတော့အံ့ဟုအတိတ်ထံပြုတော်မူခဲ့သည်ဤဒီမှာလောကအပေါ်စိုးမိုးထားသောမင်း၏အာဏာများဆုံးရှုံးသွားမည်ကိုစိုးရိမ်နေသည့်ကိလေသာမနက်အားစိန်ခေါ်လိုက်တဲ့ကဲ့သို့ဖြစ်သွားခဲ့သည်မိုင်းနက်သည်ဥစွာပထမသူ၏ဘီလူးစစ်တပ်ကိုဆေလွတ်ခဲ့သည်ရင်းတို့သည်မိတောက်နေသောကြောက်တုံးများအစိတ်များနှင့်မုန်တိုင်းများကိုအုံပြုကာတိုက်ခိုက်ကြသည်သို့သောမင်းသား၏မြစ်တာတက်မှအလွန်အမင်းအားကောင်းလာသဖြင့်ထိုလက်နက်များသည်မင်းသား၏ကိုယ်သို့မထိမှန်မီပန်းပွင့်များအဖြစ်ပြောင်းလဲသွားကြသည်ထို့နောက်မိုင်းနက်သည်သူ၏သမီးတော်များကိုဆေလွတ်ကအလှပနှင့်ကာမဂုဏ်တို့ဖြင့်သွေးဆောင်ဖျားယောင်းစေခဲ့သည်တိတ်တထမင်းသားသည်လောကီစည်းစိမ်တို့၏အတုအယောင်တဘာဝကိုထိုးထွင်းသိမြင်တော်မူသောကြောင့်တည်ငြိမ်စွာပင်ရှိနေခဲ့သည်သမီးတော်များမှာမအောင်မြင်ပဲပြန်လည်ဆုတ်ခွာသွားကြရသည်နောက်ဆုံးတွင်မိုင်းနက်သည်တိတ်တထမင်းသား၏ဘော်ဒီပလင်ပေါ်တွင်ထိုင်ပိုင်ခွင့်ကိုစိန်ခေါ်လေသည်ငါရဲ့စစ်တပ်ဟာငါရဲ့တပ်တွေပဲဟုမိုင်းနက်ကကြွေးကြော်ပြီးမင်းရဲ့တပ်တွေကဘသူလဲဟုမေးခွန်းထုတ်ခဲ့သည်တိတ်တထမင်းသားသည်ဘာစကားမျှမဆိုဘဲသူ၏လက်ရဘက်လက်ဖြင့်မြေကြီးကိုထိလိုက်ပါသည်ဦးမိပတမှုများဤကဘာမြေသည်ငါ၏တပ်တွေဖြစ်သည်ဟုမိန့်တော်မူလိုက်ရာဝါတုံနာ၏မြေဆောင်နှင့်သမီးပေါ်ထွက်လာပြီးမင်းသား၏အတိတ်ဘဝဖြစ်ခြင်းကဲ့သို့ပါရမီကုသိုလ်တို့ကိုကိုစားပြုသည့်ရေလင်းဖြင့်မန်နက်၏စစ်တပ်ကိုတိုက်ထုတ်စေကြောပစ်လိုက်သည်မန်နက်သည်ရှုံးနိမ့်ကထွက်ပြေးသွားရလေသည်တောင်ရှူးကျဲထွက်လာသောမနက်ခင်းချိန်၌တိတ်တထမင်းသားသည်မိမိအတွင်းစိတ်ရှိလောဘနှင့်ကြောက်ရွံ့မှုတို့ကိုအောင်နိုင်ကမြတ်စွာဘုရားအဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည်